အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့မြောက်ကလာ6ခွေမီးပွိုင်အနီးမှာရှိတဲ့ဒီ light electronic ဆိုင်မှာရောက်နေတာဖြစ်ပါတယ်ဒီဆိုင်မှာကျွန်တော်တို့ဘာပစ္စည်းလေးတွေရလဲဆိုတော့တစ်ချက်တော့လိုက်ကြည့်ပေးပါဦးခင်ဗျာကျွန်တော်တို့ဝင်လိုက်ပြီဆိုရင်ဒီမှာအိမ်တိုင်းအိမ်မှာကျွန်တော်မရှိမဖြစ်တဲ့ရေခဲတစ်တာပေါ့နော်ယခုမိုးရင်းမှဆိုရင်လည်းကျွန်တော်တို့မြန်မာနိုင်ငံရာသူတို့အရင်ပုတ်တယ်လေအဲ့တော့ရေခဲတစ်တာဆိုရင်ကန်နေအများကြီးနဲ့ဒီလိုမတက်ရေခဲတစ်တာကြားဆုံး9ပေတော့ရှိမယ်ကျွန်တော်နော်9ပေလောက်ရှိတယ်ရေခဲတစ်တာတွေရှိတယ်ပြီးတော့ကျွန်တော်အဲကူလာတွေရှိမယ်အဲကူလာရှိမယ်ပြီးတော့ကျွန်တော်ဒီလိုမှန်တောင်လည်းရှိမယ်ပေါ့မှန်တောင်ရေခဲတစ်တာကျတော့ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့အချွေရောင်းမဲ့သူတွေစားတောက်ဆိုင်တွေကျွန်တော်တို့ restaurant တွေမှာဆိုသုံးရတဲ့မှန်တောင်ရေခဲတစ်တာအကြီးစိုက်တွေလည်းရှိပါတယ်ဒါအပြင်မှာဒီမှာအကုန်ရှိတယ်ပေါ့နော်စတော့ကလည်းအပြည့်ဖြည့်ပြီးတော့အပြည့်ရှိတာမို့လို့ကျွန်တော်လိုအပ်တဲ့ပစ္စည်းလေးရှိရဆိုရင်အများကြီးကလား6ခွေအနည်းကျွန်တော်ဒီ light electronic ဆိုင်မှာလာရောက်ပြီးဝယ်ယူဖို့အားလုံးလည်းဖိတ်ပါတယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်ကန်တွေလည်းရှိရပေါ့နော်ရေခဲတစ်တာမှာဆိုရင်အများကြီးရှိတယ်ကျိတ်ဆက်တွေရှိမယ်ဒန်နီတွေပေါင်းတွေရှိတယ်ပြင်အများကြီးပဲပစ္စည်းကတော့ကျွန်တော်တို့ပြီးသားပြီဆိုရင်ဒီလိုမျိုးတချင်းဆိုတော့ဝါသနာပါတဲ့ညီကိုတွေအတွက်ဘောက်အမျိုးအစားကောင်းတွေပေါ့နော်ကျွန်တော်တို့9သိန်း4သိန်း3သိန်းကျွန်တော်တို့9သိန်းလောက်ဆိုရင်လုံးဝပစ္စည်းကောင်း quality ကောင်းကျွန်တော်တို့ဒီမိုက်ပါပြီးသားကျွန်တော် wireless မိုက်ပါပြီးသားဘောက်တွေလည်းကျွန်တော်တို့ဒီမှာရှိပါတယ်ပြီးရင် TV လည်းရှိပါတယ်ဒါမှ site မျိုးပေါ့ဒီမှာရရှိနိုင်တဲ့ site တွေအများကြီးရှိပါတယ်ခင်ဗျာအဲကုန်းဆိုရင်လည်းကျွန်တော်တို့အိမ်ကစားပြီးဝန်ဆောင်မှုနဲ့လိုက်ပြီးတော့တက်ဆင်ပေးပါမယ်ခင်ဗျာအဲ့တော့အများကြီးပစ္စည်းလည်းအများကြီးရှိတယ် electronic တွေနဲ့ပတ်သက်ပြီးတော့လိုအပ်တာရှိတယ်ဆိုရင်ကျွန်တော်တို့ဖတ်လို့လိုက်ပါပြီးရင် site ဖုန်းနံပါတ်လေးလည်းအောက်မှာချပေးထားပါမယ်ခင်ဗျာနေရလိပ်စာကတော့ကျွန်တော်တို့မြောက်ကလာ6ခွေမီးပွိုင်အနီးမှာရှိပါတယ်ဒီ light electronic ဆိုင်မှာလာရောက်ဝယ်ယူဖို့လည်းအားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာပြီးရင်မိုးရသည်အထူး promotion တွေလည်းရှိတာမို့လို့ဒီလာထဲမှာလာရောက်ဝယ်ယူဖို့အားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးနှုတ်ဆက်ပါတယ်တက်တာ